လက်ရှိအချိန်မှာပဲဘာလို့လို့ရတယ်လဲကြုံရမယ်ကိစ္စကြုံစရာအကြောင်းပါရင်ကြုံရမယ်ဖြစ်စရာအကြောင်းပါရင်ဖြစ်လိမ့်မယ်ပြက်စရာအကြောင်းပါရင်ပြက်လိမ့်မယ်လို့ဆင်ခြင်လိုက်ရင်စပြီးတော့အေးလာတယ်ဘာတွေပဲရှိတာလဲလို့ဆင်ခြင်လိုက်ရင်ကိုယ်နဲ့ပတ်သက်ထားသောထိတွေ့နေသောအရာတွေမှန်သမျှအမှန်တော့ဧည့်သည်တွေပဲကိုယ်ပိုင်တယ်လို့ထင်ထားပေမဲ့ဒါတွေဟာကာမဂုဏ်တရားတွေပဲအဲ့ဒီကာမဂုဏ်တရားတွေဟာများသောပင်ပန်းခြင်းရှိတယ်များသောဆင်းရဲခြင်းရှိတယ်သူတို့ကိုဆွဲလန်းနေရင်ဆွဲလန်းတဲ့အလျောက်ကာမဇန္တာတွေဖြစ်တယ်အဲ့ဒီကာမဂုဏ်တရားတွေကြောင့်ပဲကိုမလိုချင်တဲ့အာယုန်တွေနဲ့တွေ့ရင်ဗျာပါဒတွေပွားတတ်တယ်အဲ့ဒီမှာမှတဆင့်တက်ပြီးအိတ်တာမစ္စရိယတွေပွားတတ်တယ်မပွားနဲ့ကာမဂုဏ်တရားဆိုတာအာယုန်ယုတ်တရားတွေသာဖြစ်ကြတယ်ကိုချစ်တယ်လို့ပြောသောအရာတွေကလည်းရူပယုံအစင်းတွေသာဖြစ်တယ်တတ္တာယုံအတန်ယုတ်တွေသာဖြစ်ကြတယ်ခန္ဓာယုံအနံ့ယုတ်တွေသာဖြစ်ကြတယ်ရတ္တယုံအယထာယုတ်တွေသာဖြစ်ကြတယ်ဖုဒ္ဓဘာယုံဆိုတဲ့အထည်အတွေ့အာယုံယုတ်တွေသာဖြစ်ကြတယ်အဲ့ဒါတွေကိုဝိထုယုတ်ဖြစ်တဲ့မျက်စိနဲ့ထိနားနဲ့ထိနှာခေါင်းနဲ့ထိရှားနဲ့ထိကိုယ်နဲ့ထိပြီးတော့ကိလေသာတွေပွားကြတာကြိုက်တာတော့ကာမိသန္တာတွေပွားတယ်မကြိုက်တော့ဗျာပါဒတွေပွားတယ်အဲ့ဒီမှာမှစိတ်မပါလက်မပါနဲ့ထိနာမိတ်တာတွေဖြစ်ကြတယ်စိတ်ပြန့်လွင့်မှုဥဒိစ္စတွေနဲ့နေကြတယ်ပူပန်မှုကုတ်ကုတ်စာတွေနဲ့နေကြတယ်ယုံနာဓမ္မကိုတည်တည်ချာချာမမြင်တဲ့ဝိသိကိစ္စနဲ့နေကြတယ်ဒီတော့ပူလောင်တာပေါ့ကိုယ်ဘာကြောင့်ပူလောင်နေတာလဲအကြောင်းလည်းမတွေ့ဘူးအကြောင်းလည်းမတတ်တတ်ဘူးအမှန်တော့ယုတ်တရားတွေသာဖြစ်ကြသည်ကိုချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်သူ့ကိုသေချာကြည့်လိုက်အစင်းရူပါယုံရုပ်ကိုသာမြင်လိမ့်မယ်ထိုအစင်းရူပါယုံရုပ်ဟာငါဥစ္စာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါအတ္တလည်းမဟုတ်ဘူးကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲပါတကားလို့ဆင်ခြင်ကြည့်လိုက်ပါကိုချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်မျက်စိမှာမြင်လာပြီဆိုရင်မြင်သိစိတ်ဖြစ်တဲ့အခိုက်မှာပဲတရားဆင်ခြင်ရင်းဖြင့်အဲ့ဒီအစင်းဟာဖြစ်ပြီးပြတ်တတ်တဲ့အတွက်ကြောင့်ဆင်းရဲတရားသာပဲပုဂ္ဂိုလ်တ attva မဟုတ်ပဲအစင်းယုတ်တာဖြစ်တယ်မြဲခြင်းချမ်းသာခြင်းအစိုးရခြင်းဆိုတဲ့အနှစ်မရှိဘူးပဲလို့ဒီလိုဆင်ခြင်လိုက်ရင်အမှန်တိုင်းမြင်သွားပြီးတော့ကာမိသန္တာလည်းမဖြစ်တော့ဗျာပါဒလည်းမဖြစ်တော့ကိုယ်မှာပူလောင်စေတဲ့ကိလေသာတွေမဖြစ်ပဲအမှန်တိုင်းမြင်ပြီးတော့အမှန်တိုင်းလက်ခံလိုက်နိုင်တယ်အဲ့ဒီမှာအေးချမ်းမှုကိုရတယ်